မိတ်ကက်လာတော့ရှင်လေကျွေမိတ်ကက်နဲ့ရွှေမိတ်ကက်နဲ့ဘာကွာလဲဆိုပြီးတော့မေးနေတဲ့သူတွေအတွက်လိမ့်ပြပေးမယ်ဒီဘက်မှာကကြတော့ကျွေလိမ့်ပြမယ်ဒီဘက်မှာကြတော့ရွှေလိမ့်ပြမယ်ပေါ့နော်ဆိုတော့လေကိုရောင်းတဲ့ပစ္စည်းကြလို့ရှင်ပြောမယ်သူ့ပစ္စည်းသူအကုန်ကောင်းတယ်ပဲပြောမှာပေါ့ဆိုတော့ကိုကလည်းကောင်းလို့ရောင်းတာလေကောင်းလို့ရောင်းတာလေမကောင်းတဲ့ပစ္စည်းဆိုလို့ရှင်မရအောင်လေကိုလည်းနာမည်ပြတ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုအတွက်မရောင်းပါဘူးဆိုမှတော့ဘာလို့တင်ထားမှာလဲမကောင်းဆိုလို့ရှင်တော့မရအောင်အခုကကြတော့လိမ့်ပြမယ်ရွှေမိတ်ကက်လေးအရင်လိမ့်ပြမယ်ဒူရာရဲ့ရွှေမိတ်ကက်ဒီဘက်ကလိမ့်ပြမယ်ဒီရဲ့ဘယ်ဘက်ကိုကြတော့ဒီမှာတရားလေးလိမ့်ပြမယ်ကျွေးမိတ်ကက်လေးလိမ့်ပြမယ်သူကကြတော့မိတ်ကက်သားရွှေမိတ်ကက်ဆိုတဲ့အတိုင်းဝဝညက်ညက်လေးနဲ့ဝင်းဝင်းပြောင်ပြောင်လေးအရန်လှတယ်သူကတော့ကျွေးမိတ်ကက်ဆိုတဲ့ကျွေးမိတ်ကက်ဖြစ်တဲ့အတွက်နည်းနည်းလေးဖြူတယ်ပို့ပြီးတော့ဖြူတယ်မိတ်ကက်သားပို့ပြီးတော့ကျဲတယ်ဒါလေးကကြတော့ပို့ပြီးတော့ပြစ်တယ်သူကကြတော့ဝဝလေးနဲ့ဝင်းဝင်းပြောင်ပြောင်လေးသူကကြတော့နည်းနည်းဖြူပြီးတော့ဝင်းဝင်းပြောင်ပြောင်လေးပါရှင်မိတ်ကက်သားပြစ်တာကြိုက်တယ်ဝဝညက်ညက်လေးကြိုက်တယ်ဆိုလို့ရှင်တော့ဒီရွှေမိတ်ကက်လေးကိုသုံးပါရှင်ဒါကတော့ဘီမီရဲ့ကုမ္ပဏီကပဲအသစ်ထွက်ထားတဲ့ဒူရာရဲ့ရွှေမိတ်ကက်ပါရှင်နော်ဒီရွှေမိတ်ကက်ကအခုချိန်မှာအရန်ကိုရောင်းရလဲကောင်းတယ်အရန်လဲလူကြိုက်များတယ်ပြီးတော့နောက်တစ်ခုကကျ review တွေဆိုလို့ရှင်လဲဇက်တိုက်ရရှိထားတယ်ကျွေးမိတ်ကက်ကဆိုလို့ရှင်လဲလွန်ခဲ့တဲ့3နှစ်ထဲကထွက်ထားတာဖြစ်တဲ့အတွက်သူ့ fan နဲ့သူအပြေးအဝရှိပြီးသားနောက်တစ်ခုက review ကောင်းတွေကအများကြီးရရှိပြီးသားအခိုင်အမာရရှိပြီးသားပစ္စည်းပါပဲရှင်နော်ဒါလေးကကျတော့ရွှေမိတ်ကက်လေးလိမ့်ပြတာပါဒီဘက်လေးမှာကျတော့ရွှေမိတ်ကက်လေးသူကကျတော့ရွှေမိတ်ကက်ဆိုတဲ့အတိုင်းဒီမှာဝင်းဝင်းညက်ညက်လေးမှာဝါတယ်ဝဝဝင်းဝင်းညက်ညက်လေးဒါဆိုလို့ရှိရင်တနက်ခါနဲ့တွဲပြီးသုံးတဲ့သူတွေဆိုလို့ရှိရင်လည်းအရန်ကြိုက်တယ်မိတ်ကက်သားကိုဖြူတာမကြိုက်ဘူးဝဝညက်ညက်လေးမှကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီဟာကိုအရန်ကြိုက်ကြမှာဒီမှာသူ့မိတ်ကက်သားကလေဝါညက်ပြီးတော့ဝင်းပြောင်းတာအနုပဲလိမ့်မလားအကျမ်းပဲလိမ့်မလားเนาะအနုဆိုတာကတော့ကွာတနခါမလိမ့်မဲနဲ့သူ့မိတ်ကက်ကြီးပဲဒီတိုင်းပဲလိမ့်မလားဒီတိုင်းပဲလိမ့်မယ်ဆိုလဲအရန်လှတယ်တကယ်လို့မှကိုကမိတ်ကက်ကြီးပဲမလိမ့်ဘူးတနခါနဲ့တွဲပြီးသုံးမယ်ဆိုလို့ရှင်လဲတနခါပို့ပြီးတော့ကြာရှည်ခံတယ်တနခါပို့ပြီးတော့လှပါရဲ့ရှင်เนาะဒါလေးကတော့ရွှေမိတ်ကက်လေးဖြစ်ပါတယ်ဒီမှာရွှေမိတ်ကက်ကနည်းနည်းတော့ကြံနေသေးရเนาะအများကြီးလေးလိမ့်စရာမလိုနောက်တစ်ခုကတော့ကျွေမိတ်ကက်လေးလိမ့်ပြပါမယ်ရှင်เนาะဒီဘက်ကကျွေမိတ်ကက်လေးလိမ့်ပြမယ်ဒီမှာမရောဘူးเนาะဒီဘက်လေးကိုညှစ်ချလိုက်မယ်ဒါရွှေမိတ်ကက်ဒါလေးကကြတော့ကျွေမိတ်ကက်နှစ်ခုလုံးကတော့အရန်မိုက်တယ်နှစ်ခုလုံးကတနခါနဲ့တွဲပြီးတော့သုံးလို့ရပါတယ်ရှင်နော်နည်းလေးတော့များပါတကူးဆိုလိမ့်ပါလိမ့်ပဲသူကမိတ်ကက်ကအများကြီးလိမ့်စရာမလိုတော့လေကဲဒီမှာဒီဘက်ကကြတော့ရွှေမိတ်ကက်လေးဒီဘက်လေးကညက်ပြီးပြောင်းတာပဲဒီညာဘက်လေးကကြရွှေမိတ်ကက်လေးဒီဘက်ကကြတော့ကျွေမိတ်ကက်လေးလိမ့်ထားတာပါရှင်မိတ်ကက်သားလေးတစ်ခုတည်းနဲ့ဝင်းပြောင်းပြီးအရန်လာအမှကြည့်ရော